တိုက်ထဲမှာဒီ body မြင်ရပြီဒါပေမဲ့ထုတ်လို့မရသေးတော့ body ပိုင်ရှင်နေမိသားစုတွေကိုပေါ့ဘယ်လိုမျိုးပြန်လို့ခြင်းလဲပေါ့လောင်းနေအခုဆိုရင်ပထမ4ရက်မြောက်ခရဲကအလောင်းကအချိန်တွေကမကောင်းအလောက်တွေ့တယ်သွေးစိမ့်နှံ့နေရတယ်အဲ့လိုဥရည်ကျွတ်တယ်အကောင်းကောင်းသေတာမဟုတ်တဲ့အတွက်လေတလက်လုံးနံပြီးတော့ dead body အိတ်မကောင်းရင်စစ်ကွဲရတော့ပါဆိုအကွဲတိုင်းပဲထပ်ပြီးတော့အနံ့အပူဆိုးအဲ့လိုမျိုးဖြစ်တော့ dead body အရန်လိုအပ်ပါတယ်လို့အဲ့ဟာလေထိတဲ့ပြည်သူပဲဒုက္ခရောက်တာမဟုတ်ဘူးပေါ့နော်ငလျင်ကြတော့ညီမတို့ကုနေတဲ့မိသက်တို့ကျမ်းမာရေးဝန်ထမ်းတို့ညီမတို့ private တွေအကုန်လုံးလည်းအကူအညီလိုကြပါတယ်ညီမအတင်းအဆရနေပြီးတော့မှရှိရပါလူငယ်တွဲလက်များလူမှုကူညီရေးအတင်းမှာဟိုရှင်နန်ရေးကနေပြီးတော့ကိုယ့်ကိုထပ်လှုပ်ချင်တယ်ဆိုပြီးနေပြီးတော့ပြောင်းလာပြီးလာလှုပ်တာရှင်နေတဲ့လူတွေတပြေကုန်းထဲမှာတိုက်နှစ်ထပ်တိုက်ကြီးကြပေါင်ပေါ်ပြိနေတာပေါ့အဲ့လိုမျိုးလာခေါ်တော့အဲ့ဟာအရင်ဆုံးရောက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပထမအဲ့ဟာတွေကရှင်တဲ့ဟာရှိရယ်ဘာလို့လဲဆိုတော့အခုကတော့မရှင်တော့ဘူးပေါ့နော်ဘာလို့ဆိုပထမ1ရက်2ရက်ထိရရှင်တာနေရှိသေးတယ်အဲ့လိုဟိုပင်လုံစိမ်းရုံမှာဆိုရင်လည်းပိတ်မိရဲ့လူတွေကောင်းကောင်းပိတ်မိရဲ့လူရှိရယ်ထွက်လို့မရတာပဲရှိဟိုလိုမပိဘူးပေါ့နော်အဲ့လိုကောင်းကောင်းပိတ်မိရဲ့လူရှိရယ်ပိနေတဲ့လူရှိရယ်ပိနေတဲ့လူမှလည်း2ရက်မြောက်ကြမှာဆုံးသွားတာလည်းရှိရေတော်ဆင်းတိုက်တယ်တို့အစာနဲ့တော်ပေးရအဲ့လိုမျိုးပေါ့နော်အဲ့တော့အတန်မော်ပေးနေတာတိုက်ထဲမှာဒီ body မြင်ရပြီဒါပေမဲ့ထုတ်လို့မရသေးတော့ပထမဦးဆုံးအခက်ခဲအနေနဲ့အဲ့လိုမျိုး body ပိုင်ရှင်နေမိသားစုတွေကိုပေါ့ဘယ်လိုမျိုးပြန်လို့ခြင်းလဲပေါ့တချို့လူတွေကြားလဲထုတ်လို့မရလဲရပြီဟိုအဲ့မှာရှိတယ်တွေ့ရရင်ကျင်တတ်တယ်ဆိုတဲ့လူရှိတယ်တချို့လူကြလည်းဘယ်အပိုင်းစပဲရအဲ့ဟာလေးပဲတချို့မယ်ကူသွင်းမယ်တို့အဲ့လိုရှိတယ်တချို့ဟာကြလည်းမဟုတ်အဲ့လိုတကိုယ်လုံးကြီးလိုချင်တယ်ပေါ့နော်သူတို့လိုချင်တဲ့ဟာပေါ်မူတည်ပြီးတော့အချိန်ပိုကြာတာတော့မကြာတာအဲ့လိုမျိုးအရင်ဖြစ်တယ်ပြီးရင်တကယ်သွားပို့ပြီးဆိုတော့ကြတော့အနမ်းခံရတဲ့ဒုက္ခပေါ့နော်ဒီ body နဲ့အဲ့လိုဝေးပဲညီမတို့ပင်လုံစင်းအောင်ကအုတ်တရဘက်မှာပုပ္ပမျိုးနေတယ်ပေါ့နော်ဆိုအဲ့ကနေပြီးတော့ဒီကရင်တစ်ထောင်ဒီစပူတွေကိုပြန်လာအဲ့ကနေပြီးတော့ခွေကြီးကလည်းပုပ္ပဘက်မှာပဲအဲ့လိုမျိုးပြန်သွားဆိုအကြာကြီးပဲတွေဖြစ်တာဟုတ်ခေးအိမ်ရရဲ့ဧက1000ကျော်2000မှာတော့ညီမတို့ body ခဏခဏတည်ရ3000ကျော်လဲတည်ရတယ်ဆိုခေးရဲ့2000 3000ပင်လုံစင်းအောင်အဲ့ဟာတွေအရင်ဆိုးပါတယ်ပြင်းမနာဘက်တွေလည်းဆိုးရဆိုးရဒါပေမဲ့ပြင်းမနာညောမျိုးနယ်မဟုတ်တော့အဲ့ဘက်ကိုအရင်မရောက်ဖြစ်ဘူးပေါ့နော်ဇဘူတီဗီနဲ့အုတ်တရပထမ3ရက်လောက်ကတရက်ကို20လောက်ဆိုတော့အားလုံးကတော့ဟို60ကျော်80လောက်တော့ရှိမယ်ဒါပေမဲ့ညောတို့တသိန်းနဲ့မဟုတ်ပထမလာပူးပေါင်းနေတဲ့ဝါယာကိုဖွဲ့ဦးထွန်းထွန်းတို့ဖွဲ့တွေလာပူးပေါင်းနေသူတို့ကားတွေနဲ့ရှင်တန်ရင်ကားတွေတို့ဟိုရှင်တန်ခွင့်ကားတွေအဲ့လိုမျိုးကားတွေနဲ့ပါအဲ့ဟာပေါင်းပြီးပြောရနော်ခုနဟာညီမတို့ကားကြီးပဲဆိုရင်တော့ဟိုဟာရောက်40ဝင်ကျင်မို့အဲ့လောက်ရှိမှာပေါ့ဟုတ်ပြီးတော့ဟိုဟာနယ်ဝေးတွေလည်းပို့ရတယ်တချို့လူတွေ body ကိုပြန်တဲကျင်တယ်တို့အဲ့လိုမျိုးဟိုသို့မဟုတ်ဟိုရှင်တဲ့လူနာတွေပေါ့နော်ဟိုအိမ်ပြန်ကျင်တယ်စေးုံပြပြီးအဲ့လိုမျိုးဟာတွေလည်းပြန်ပို့ပေးပါတယ်ဟုတ်ပထမ4ရက်မြောက်ခရဲကအလောင်းကအချိန်တွေကမကောင်းအလောက်တွေ့တယ်ဟိုဟာသွေးစိမ့်နှံ့နေရတယ်အဲ့လိုဥရည်ကျွတ်တယ်အကောင်းသေတာမဟုတ်တဲ့အတွက်လေအဲ့လိုမျိုးရက်ကလည်းကြာအဲ့လိုမျိုးဖြစ်တော့ဟုတ်နေရလည်းပြင်းတယ်အဲ့လိုမျိုးဆိုတော့ညီမတို့တည်တဲ့လူကလည်းတလန်းလုံးနန်တယ်ပေါ့နော်တလန်းလုံးနန်ပြီးတော့ dead body အိတ်မကောင်းရင်စစ်ကွဲရတော့ပါဆိုအကွဲတိုင်းပဲထပ်ပြီးတော့အနံ့အပူဆိုးအဲ့လိုမျိုးဖြစ်တော့ dead body အရန်လိုအပ်ပါတယ်လို့အဲ့ဟာလေးစိတ်ဝင်စားကြရင်ကူညီလို့ရပါတယ်ဟုတ်တုတ်တန်မှာတခါလဲလှုပ်တယ်ညီမတို့အဲ့ဟာကိုပေးရထိစောင့်ပေးဘာလို့ဆိုအရန်နန်နေတဲ့ဟာဆိုရင်ဟိုတုတ်တန်ကဒီအရှိဖုံးကြီးအရှိကိုအလောင်းမချပေးတော့ဘူးပေါ့နော်အရန်ဆိုတော့ကားအနောက်ဖုံးမဲ့ဖွင့်ပြီးတော့အဲ့တိုင်းပဲထားပြီးတော့အမြောက်ဝေပါညာလို့ဆိုတော့စောင့်ပေးဟုတ်တယ်တခါလဲအဲ့မှာပဲတန်းကြိုအဲ့ဟာပြီးတော့ညီမပြန်လို့ရပါပြီဒီမန်လေးကတကယ်လဲပုံဖြစ်ပါတယ်စကိုင်းပေါ့နော်မန်လေးဒါပေမဲ့ဒီမှာလဲတကယ်အရန်ဖြစ်တာကိုလူတွေမသိကြဘူးတိတ်မလာကြဘူးပေါ့နော်အဲ့ဟာကိုပြောပြခြင်းလို့ဒီနေ့ MC ကိုခေါ်လိုက်တာပါနေပြီးတော့လဲလာလှူကြပါအောင်လို့ဘာတွေလုံးမလဲဆိုတော့ဟိုက solar နဲ့ midi ပေါ့နော် solar midi သို့မဟုတ်ဟို battery နဲ့ဟိုအားသွင်းလို့ရတဲ့ midi အဲ့လိုဟာတွေလိုတယ်ရေမော်တာဇက်တွေလိုတယ်ဟိုဟာ hint ချက်တဲ့ပစ္စည်းတွေလိုမယ် like သွားတိုက်တန်သွားတိုက်စေးအဲ့လိုမျိုးဟာတွေလိုမယ်တကိုယ်တန်ရှင်းမှုဟာတွေလိုမယ်အဝတ်စားတွေလိုမယ်စောင်းလိုမယ်ချင်အောင်လိုမယ်ဓာတ်ဘီ
လိုမယ်ဒါပြည်သူအတွက်ပြောရနော်ပြီးတော့ဘာလို့လဲဖြာတွေလိုမယ်ခေါင်းလိုမယ်အစားဟိုကြာရှိခန့်6ချမ်းအဲ့လိုအစားတွေဆန်တွေစီတွေရေတန်းကတော့အရန်လိုတယ်3ရေတောင်လုံးဝမရတော့လေအခုညီမတို့ကတော့မနေ့ကလေးနဲ့အလူရှင်တူကဟိုရေတိုင်ကြီးတွေလာပေးသွားလို့အဲ့ဟို1000လီတာတိုင်ကြီး4ခုနဲ့ light truck 2စီးကို2ခုစီတင်ပြီးတော့ကိုရက်ကွက်ကိုအရင်ကူလိုက်အောင်မယ်ကိုရက်ကွက်ကိုလုံးဝမကူရသေးဘူးဖြစ်ကြတဲ့ကဆိုတော့အဲရေလေးလိုက်ပေးပြီးတော့အဲ့လိုလေးဆက်လုပ်ပါမယ်ရေရန်လို့ပါရေဆက်ကုမ္ပဏီဒါလေးမြင်လဲအဲ့လိုနည်းနည်းကူညီကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဒီကရေဘေးနဲ့ရှင်အများကြီးပို့ဆိုပါတယ်။ဘာလို့ဆိုရေဘေးကဘောနော်ရေမရှိတဲ့နေရာမှာရှောင်ပြီးတော့စခန်းဖွင့်ထားရတယ်အဲ့လိုမျိုးဒါပေမဲ့ဒီငလင်ကြတော့ကိုကယ်မဲ့လူလည်းထိတာပဲလေသိရမလားဟိုရေမရတာမီးမရတာဟိုလူတိမ်မှမဟုတ်ဘူးညီမတို့ဘယ်သူမှရေမရမီးမရဖြစ်နေတော့ပို့ပြီးတော့ဆိုတော့ဟိုထပ်ပြီးတော့ပြောချင်တာကတော့ဒီပြည်သူထိတဲ့ပြည်သူပဲဒုက္ခရောက်တာမဟုတ်ဘူးပေါ့နော်ငလျင်ကြတော့ညီမတို့ကူနေတဲ့မိသက်တို့ကျမ်းမာရေးဝန်ထမ်းတို့ညီမတို့ private တွေအကုန်လုံးလည်းအကူအညီလိုကြပါတယ်အဲ့ဟာလေးခေါင်းနဲ့ထည့်ထားကြပါဟုတ်စီဘိုးပါညာတွေလည်းအရန်အခက်ခဲဖြစ်တယ်ဟိုတကယ်နာရေးပို့ပြီးတော့မိသားစုလည်းဟိုစီဘိုးလေးပြန်ကူညီပါအောင်ပါညာလည်းမပြောချင်ဘူးဟာကိုပါလိုက်ငိုချင်တာအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးအခက်ခဲလေးရှိရလေးကိုနားလည်းပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ဟိုအမြဲသတင်းရရင်တော့နားဆွန့်ထားပါတော့ဟိုငလင်းဆိုတာတကယ်တမ်းတော့ predict လုပ်လို့မရတဲ့ဟာပေါ့နော်နည်းနည်း pattern ကိုပြန်ကြည့်ပြီးတော့ပဲဟိုဘယ်ချိန်လောက်လာနိုင်လဲဆိုတာလေအဲ့ချိန်ကျရင်ရှောင်ကြပါပေါ့အဲ့လိုတိုက်အောက်တွေမှာမနေနေပါနဲ့အပြင်မှာပဲနေရပိုကောင်းပါတယ်လို့သတိပေးချင်ပါတယ်ဟုတ်